ရှင်ရီစာဟောင်းကဘယ်မှာလဲလို့အမေးခံရတဲ့အခါသူကတည်သွားပါပြီလို့ဥက္ကဋ္ဌကြီးရှေ့တင်ပြောချလိုက်တဲ့လင်းလူရဲ့တတိကိုကြည့်ကြပါဦးအပိုင်းလေးမှာတော့လင်းလူတယောက်သူမရဲ့ရီစာဟောင်းဖြစ်တဲ့ဥက္ကဋ္ဌကြီးဖူးယူရဲ့အမျိုးတွေကြားမှာဘလို့ဆက်ပြီးပါနှက်အောင်မလဲဆိုတာရင်ခုန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာပွဲခမ်းမထဲမှာဖူးယူကိုမမှတ်မိတယ်လို့ဟန်ဆောင်နေတဲ့လင်းလူဟာသူမရဲ့ရီစာအတူနောက်မှာပုံနေခဲ့ပေမဲ့ဖူးယူကတော့သူမကိုတစ်ချက်လေးတောင်အလွတ်မပေးပဲတက်တက်ကြီးရှောက်လာပါတော့တယ်ဖူးယူကလင်းလူရဲ့ရီစာအတူကိုနှုတ်ဆက်ရင်းသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုမေးမြန်းတဲ့အခါရီစာအတူကလင်းလူကိုဒါကကျွန်တော်ရဲ့ချစ်သူပါလို့မိတ်ဆက်ပေးလိုက်ပါတယ်ဒါတင်မကသေးပဲဖူးယူကိုမသိတဲ့အဲ့ဒီတထေးလေးကလင်းလူရဲ့ရီစာဟောင်းအကြောင်းကိုလူယုံမာကြီးပါမိန်းမတွေကိုကစားတတ်တဲ့အဲ့ဒီလူကအခုတော့တည်သွားပါပြီလို့ပြောချလိုက်တဲ့အခါဖူးယူရဲ့မျက်နှာဟာဒေါသကြောင့်หนีရဲလာပါတော့တယ်ကိုတေလူဖြစ်အပြောခံလိုက်ရတဲ့ဥက္ကဋ္ဌကြီးရဲ့ဒေါသကိုကြောက်တဲ့လင်းလူဟာဘိုက်အောင်နေဆိုပြီးအိမ်သာဘက်ကိုအမြန်ပြေးခဲ့ရပါတယ်ဒါပေမဲ့ဖူးယူကသူမကိုလွတ်မပေးပါဘူးလင်းလူအိမ်သာထဲကထွက်လာတာနဲ့သူမကိုအခန်းလွတ်တစ်ခုတည်းအတင်းဆွဲခေါ်သွားပြီးတကားပိတ်လိုက်ပါတယ်ဘာလို့ငါ့ကိုတေးပြီးလို့ပြောတာလဲဆိုတဲ့အမေကိုလင်းလူကရှင်ကအခုတော့ဂုံသေးရှိတဲ့ဥက္ကဋ္ဌကြီးပဲကျမတို့တောသူနဲ့ပတ်သက်ခဲ့တာလူသိရင်ရှင်တိတ်ခါကြမှာဆိုလိုပါလို့ပါနှက်စွာချွဲနဲ့ဖြေခဲ့ပါတယ်ဒါပေမဲ့ဖူးယူကတော့သူမကိုတခြားယောက်ျားတစ်ယောက်နဲ့ပြောနေတာကိုမြင်ပြီးမနာလိုစိတ်တွေတားမရအောင်ဖြစ်နေခဲ့တာပါကျမလမ်းခွဲကြီး3000ယူပြီးပြီပဲရှာအင်ဘက်ကအနှောက်ရှက်မပေးပါနဲ့တော့လို့လင်းလူကပြက်ပြက်တတပြောပြီးထွက်သွားဖို့ကြိုးစားခဲ့ပါတယ်ဖူးယူဟာသူမကိုအတင်းအကျပ်ဆွဲမထားတော့ပဲနောက်ထပ်အကွက်တစ်ခုဆင်လိုက်ပါတယ်လင်းလူဟာရှေးဟောင်းပစ္စည်းပြုပြင်သူမှန်းသိတာကြောင့်သူ့မိသားစုရဲ့အဖိုးတန်ကြောက်စိမ့်ဆွဲသီးကိုပြုပြင်ခိုင်းပြီးအခကြေးငွေ3တန်းကမ်းလှမ်းလိုက်ပါတယ်ပတ်စံမြင်ရင်မျက်လုံးတောက်သွားတဲ့လင်းလူကတော့ဒါဟာသူမကိုသူ့အနားမှာရှိနေအောင်ဖူးယူဆင်ထားတဲ့ထောင်ချောင်းမှန်းမသိပဲဝမ်းသာအားရလက်ခံလိုက်ပါတော့တယ်ဖူးယူကသူ့အိမ်ကပျက်စီးနေတဲ့ပစ္စည်းမှန်သမျှလင်းလူစီပို့ခိုင်းလိုက်ပါတယ်ရည်ရွယ်ချက်ကတော့သူမကိုအလုပ်အတွက်ဒီနေ့ပြီးနေစီပြီးရီးစားအတူနဲ့ချင်းတွေးဖို့အချိန်မရှိအောင်လုပ်ဖို့ပါပဲလင်းလူဟာရရှိလာတဲ့အလုပ်အော်ဒါကြီးကိုရီးစားအတူကိုဝမ်းသာအားရပြနေတော့မှပဲရီးစားအတူရဲ့စစ်ဆက်ထားသူဟောင်းကမနာလိုစိတ်နဲ့ရောက်လာပြီးပြဿနာရှာပါတော့တယ်နင်းလိုအောက်တန်းစားရှေးဟောင်းပြင်သမားကဘလို့လုပ်ဒီလိုနေရာမျိုးတက်နိုင်တာလဲလို့နှိမ်ချရင်လင်းလူရဲ့လက်ထဲကအဖိုးတန်ကြောက်စင်းဆွဲသီးကိုမြင်သွားတဲ့အခါအဲ့ဒီမိန်းမဟာဒါကိုရီးစားအတူကလင်းလူကိုပေးထားတဲ့အချစ်အမှတ်သားလို့အထင်မှားပြီးဒေါသတွေပောက်ကွဲသွားပါတော့တယ်အဲ့ဒီကြောက်စင်းဆွဲသီးကြောင့်လင်းလူတယောက်ဘလို့ဒုက္ခတွေနဲ့ထပ်တိုးမလဲ